ပါနိုင်ပြော၍ကြားသမျှအရာများအိမ်မိုးပေါ်မှာရှိကြကြလို့မိတော်မူ၏တဏိကကိုခန္ဓာသာတိုက်၍စေဝိညာဉ်ကိုမတတ်နိုင်သောအရာကိုမကြောက်ကြနဲ့ကိုခန္ဓာနဲ့စေဝိညာဉ်ကိုငရဲနဲ့ဖြစ်ရှိနိုင်သောသူကိုသာကြောက်ကြပါစာငက်နှကုံကိုအတရေတပြားအဖို့နဲ့ဝေရမယ်ဘုလို့သူတို့အခွင့်မရှိသည်သူစာငက်တကုံမြမေပေါ်တော့မကြရဘူးဒီတို့စပင်းဒီလေအကောင်လုံးအကောင်အစီရီတွက်လက်ရှိထို့ကြောင့်မကြောက်ကြနဲ့တင်တို့သည်စာငက်အများတို့ထက်တာ၍မြတ်ကြ၏အချင်းသူသည်လူတို့စီမှာငါကိုဝန်ခံကောင်းကင်ဘုံ၌ရှိသောငါဤခမဲတော်စီမှာထိုသူကိုငါဝန်ခံမယ်အချင်းသူသည်လူတို့စီမှာငါကိုငီးပေပေဆိုရင်ကောင်းကင်ဘုံ၌ရှိသောငါဤခမဲတော်စီမှာထိုသူကိုငါလည်းငီးပေမယ်ယေရှုခရစ်တော်ကကျွန်တော်ပြောပါတယ်ဒါကြောင့်ကျွန်တော်တို့လူတွေကကျွန်တော်တို့ကိုဘယ်လောက်ပဲငီးဆဲပြောဆိုတော့ဆက်ဆံတော့ကျွန်တော်တို့ကမေတ္တာပြဖို့ပဲရှိတယ်ဆက်လက်ယေရှုခရစ်တော်အကြောင်းကိုပြောဖို့ပဲရှိတယ်ကျွန်တော်တို့ကဘာလူမျိုးမှမဟုတ်ဘူးဘာအကောင်မှမဟုတ်ပါဘူးဒါပေမဲ့ယေရှုခရစ်တော်အဖြစ်ကျွန်တော်တို့ကဟိပရောဟေအမျိုးဖြစ်တယ်နော်ရှင်ဘုရင်အမျိုးအနွယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရဲဝံ့ယေရှုခရစ်တော်အကြောင်းကိုပြောနိုင်ဖို့ရဲဝံ့ယေရှုခရစ်တော်အကြောင်းကိုပြောဖို့ဘုရားသခင်ကယေရှုခရစ်တော်ကကျွန်တော်တို့အလိုတော်ရှိတယ်ဆိုတော့ကျွန်တော်သိထားဖို့မမေ့ကြပါနဲ့ကျွန်တော်ခွန်အားပေးချင်ပါတယ်နော်ဒါကြောင့်မလို့ယေရှုခရစ်တော်ကပြောတယ်နော်စိတ်ဝိညာဉ်ခန္ဓာစိတ်ဝိညာဉ်သုံးပါးစလုံးကိုငရဲပြီးအန်တဲ့ကိုချနိုင်မဲ့သူကိုသာကြောက်ကြပါလို့ပြောတယ်နော်ဒီလိုရဲ့ကိုခန္ဓာထဲပဲတတ်နိုင်တဲ့လူကိုတော့မကြောက်ပါနဲ့ပြောတယ်လူဟာဒီနေ့လူမတတ်ရင်လည်းဒီနေ့ကတော့သေရမှာပဲဖြစ်တယ်ဒီနေ့သေရမှာပဲလူမတတ်ရင်လည်းဒီနေ့သေရမှာပဲเนาะဒါကြောင့်မလို့